ဟုတ်ကဲ့ပါအမစလေတချို့တော့မိတ်ဆွေတွေကမေးထားတာပေါ့နော်အထူးဖြစ်အခုလောလက်ကိုမေးထားတဲ့ညီမလေးတယောက်ရှိရယ်ခုနလေးကမှအဲ့ဒါအမဖြေပေးချင်တာကဘာလဲဆိုတော့ဆွီဒင်နိုင်ငံမှာတဲ့သူတို့ဆွီဒင်စကားမတက်ပဲနဲ့ပေါ့နော်အကုန်လုံးအတွက်ခြုံပြီးပြောပေးတာပါဆွီဒင်စကားမတက်ပဲနဲ့English တခုတည်းနဲ့လာပြီးတော့မှနေထိုင်လို့ရလားနေထိုင်လို့ပဲဖြစ်ဖြစ်အလုပ်လုပ်ရင်ပဲဖြစ်ပေါ့နော်သိချင်တဲ့သူများအတွက်ကိုတခါတည်းဖြည့်ပေးပါမယ်ဆွီဒင်နိုင်ငံမှာကအင်္ဂလိပ်လိုပြောပြီးလာနေလို့ရတယ်အလုပ်လည်းရှိတော့ရှိတယ်ဒါပေမဲ့အဲ့ဒီအင်္ဂလိပ်လိုပြောတဲ့အလုပ်ကဒီနယ်တွေဘက်တွေဆိုမရှိပါဘူးတကယ် Stockholm မှာတော့ရှိပါတယ်ဒါပေမဲ့ Stockholm မှာဆိုလို့ရှိရင်လည်းဒီစပေါ့နော်တကယ်professional career တွေမှာပဲအဓိကထားပြီးပြောကြပါတယ်ဒါပေမဲ့လည်းတကယ်လုပ်ငန်းခွင်မှာသုံးတာတော့သူတို့ရဲ့မိခင်ဘာသာစကားဖြစ်တဲ့ Swedish ကိုပဲသူတို့ပြောကြပါတယ်ပို့ပြီးတော့ပေါ့ဒီနယ်ဘက်ဆိုရင်တော့အဓိကအဲ့ဒါပဲပြောကြတယ် Sweden တွေကကြတော့ Swedish တွေကဒီပေါ့နော်အင်္ဂလိပ်စကားကိုမတက်ဘူးလားမဟုတ်ဘူးသူတို့ကလေကဘာမှာEnglish ကောင်းတဲ့အထဲမှာပေါ့နော်ranking မှာဆိုလို့ရှိရင်အရန်ကောင်းတဲ့နိုင်ငံထဲမှာပါပါတယ်ဒါပေမဲ့သူတို့ရဲ့မိခင်ဘာသာစကားကိုအဓိကထားပြီးတော့မှဖြစ်တာပေါ့နော်ပြောတယ်ပြီးတော့တခြားဘယ်နိုင်ငံကပဲပြောင်းလာလားအကယ်၍လှုပ်ချင်နဲ့ထားပါစို့ဒီနိုင်ငံမှာဆရာဝန်လှုပ်ချင်လို့ပဲလာဘာသာစကားနဲ့ပဲအဓိကပြောရပါတယ်ဒီပေါ့နော် patient တွေနဲ့ touch လုပ်တဲ့အခါမှာ communication မှာပဲဖြစ်တယောက်နဲ့တယောက်က Swedish လိုပဲပြောပါတယ် English လိုမပြောကြပါဘူးเนาะအဲ့ဒါကိုပြောပြချင်ပါတယ်အဓိကတော့အဲ့ပေါ့နော်ဒီနိုင်ငံကိုလာမယ်ဆိုလို့ရှိရင်စိတ်ဝင်စားတယ်ဆိုလို့ရှိရင် Swedish ကိုရောက်နေတဲ့နေရာလက်ရှိနေတဲ့နေရာမှာလှည့်လာပါ online ကနေပဲဖြစ်ပေါ့နော်အများကြီးအခုချိန်မှာလှည့်လာလို့ရပါတယ်ပြီးတော့ဒီရောက်လာတဲ့အခါကျလို့ရှိရင်ဒီအခြေခံကို basics ကိုလာသင်တဲ့အခါကျရင်အရန်လွယ်ကူပါတယ်မြန်ဆန်ပါတယ်လို့အကြံပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်